အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းလင်းချက်လေးတွေနဲ့ကြိုးကြပါရစေဒီနေ့ကျွန်တော်တို့အဓိကလောက်သွားမယ့်အရာကလေနီးပညာနယ်ပယ်မှာသုံးနေတဲ့ခေါင်းစားစရာအင်္ဂလိပ်ဝါဟာရတွေကိုရိုးရိုးရှင်းရှင်းလေးဖြစ်သွားအောင်ရှင်းထုတ်ပေးဖို့ပါပဲအထူးသဖြင့်လေးလာရလွယ်ကောခက်ခဲတဲ့အင်္ဂလိပ်စကားလုံးတွေကိုနေ့စဉ်သုံးအလွယ်ဆုံးဘာသာစကားအဖြစ်ပြောင်းလဲပြီး crack down လုပ်သွားကြမယ်ပေါ့ဒီလိုခွဲခြားဆက်ပြလိုက်ခြင်းအဖြစ် Claude AI ကိုတကယ်ကိုထက်မြက်တဲ့တွေးခေါ်ဖန်တီးဖို့ချစ်ဘလို့အသုံးချရမလဲဆိုတာအားလုံးအဓိကသဘောပေါက်သွားပါလိမ့်မယ်ကဲနောက်ကြမနေပဲအကြောင်းအရာတွေကိုတန်းပြီးဝင်လိုက်ကြအောင်ဒီထဲမှာပါဝင်တဲ့အချက်လက်တွေက Daniel M. Radio ရေးသားထားတဲ့ Claude ကိုပုံမထက်မြက်စွာအသုံးပြုနည်းဆိုတဲ့အလွန်ကောင်းမွန်တဲ့လက်ညွှန်စောက်ထဲကနေတက်ရိုက်ကောက်နှုတ်ထားတာပါ theory အယူအဆအထုကြီးလေမဟုတ်ပါဘူးခေါင်းရှုစရာမလိုပဲတကယ်ကိုအမခံရလက်တီရရှိဖို့လက်သွေးမှာဘယ်လိုလောက်ဆောင်ရမလဲဆိုတဲ့နီလန်းတွေကိုရိုးရှင်းတဲ့ဘာသာစကားနဲ့ပြောပြပေးသွားမှာပါနီးပညာစကားလုံးတွေအများများလို့စိတ်ရှုပ်သွားရမျိုးလုံးဝဖြစ်စေမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့တခါတလေစဉ်းစားမိကြမှာပါ AI tool တွေသုံးရတာဘာလို့များကျောင်းကအင်စားတွေလုပ်နေရတယ်လို့ပြင်စရာကောင်းနေရလဲဒါမှမဟုတ်တကယ်ရောအသုံးဝင်ရဲ့လားဆိုပြီးတော့လေလူများစုကဘာလုပ်တယ်လဲဆိုတော့စစ်နှစ်ချဲဝင်နေတာမှမေးဝန်းလေးတစ်ခုရိုက်ထည့်လိုက်တယ်ပြီးတော့စက်ရုပ်ဆန်ဆန်ချုပ်ကက်ကက်အဖြေတစ်ခုရလာတဲ့အခါကျတော့ဒီနည်းပညာကဘာမှလည်းသုံးစားမရပါလားဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ထွက်သွားတတ်ကြပါလေဒါပေမဲ့တကယ်ပြဿနာ AI မှာမဟုတ်ပါဘူးကျွန်တော်တို့အသုံးပြုတဲ့ချင်းကပ်ပုံနီလန်းမှာတွားပြီးလွဲနေတာကိုတွေ့ရပါလိမ့်မယ်စိတ်ထဲမှာအကြီးမားဆုံးအတားအဆီးဖြစ်နေတဲ့အချက်တစ်ခုကိုပြောရရင် Claude ကို Google လိုမျိုး search engine တစ်ခုလိုသဘောထားပြီးသုံးနေကြတာပါပဲစဉ်းစားကြည့်ပါ Google ကရှိပြီးသား link တွေကိုရှာပေးပြီးအချက်လက်ဟောင်းတွေကိုပြန်ဖော်ပြပေးတာလေဒါပေမဲ့ Claude ကအဲ့ဒီလိုမဟုတ်ဘူးဗျာသူကအဖြေတစ်သစ်တွေကိုဖန်တီးပေးပါတယ်ပေးထားတဲ့အချက်လက်တွေကိုသုံးပြီးတစ်ခုခုကိုလက်တွေ့လို့ဆောင်ပေးတဲ့ဆိုတာနားလည်ထားဖို့တကယ်ကိုအရေးကြီးပါတယ်သူကအချက်လက်တွေကိုပေါင်းစပ်ပြီးအသစ်တစ်ဖန်ပြန်လဲဖန်တီးပေးတာပါဒီနေရာမှာထက်မြက်တဲ့တငယ်ချင်းဆိုရဲစိတ်ကူးလေးတစ်ခုကိုမိတ်ဆက်ပေးခြင်းပါတယ် Claude ကိုတာမန်အချက်လက်ရှာတဲ့ database တစ်ခုလိုမမြင်ပဲဥပဒေစေပညာနဲ့ဗန်ဒါရဲဆိုတဲ့နေပေပေါင်းစုံမှာအမတန်ဘဟုတုတကြွေဝါတဲ့ကိုယ့်ရဲ့တငယ်ချင်းတယောက်လိုမြင်ကြည့်လိုက်ပါဒီတငယ်ချင်းကကိုပြောတာကိုသေချာနားထောင်တယ်အခြေအနေကိုနားလည်တယ်လူတယောက်လိုစကားပြောနိုင်ပြီးလက်တွေ့အခြေအနေနဲ့ကွက်တိကြမဲ့အကြံဉာဏ်တွေကိုပေးစွမ်းနိုင်ပါတယ်အမိုက်ဆုံးအချက်ကတော့ဒီတငယ်ချင်းကတနာရီကိုဘလောက်ဆိုပြီးအခက်ချင်းငွေလုံးဝမယူတာပါပဲဒါကြောင့်ဒီအခြေခံအတွေးခေါ်လေးကိုအထူးအလေးထားပြီးပြောပြချင်ပါတယ် Claude ဟာတွေးခေါ်ဖန်တီးပေါ်ဖြစ်တယ်နမေးထလို့မေးဖို့မဟုတ်ဘူးအချက်အလက်စယုံလည်းမဟုတ်ဘူးအတူတူစဉ်းစားပေးမယ့်တွေးခေါ်ဖန်တီးပေါ်သာဖြစ်တယ်မော်ဆန်နဲ့ရက်လက်တီရဖို့အကောင်းဆုံးနီးလန်းက database တစ်ခုကိုရှာလေသလိုမျိုးအသုံးပြုနေတာကိုချက်ချင်းရပ်တန့်လိုက်ဖို့ပါပဲတကယ်တမ်းစကားပြောဆိုမယ်လက်တွေ့အခြေအနေတွေကိုမျှဝေမယ်ပြဿနာတွေကိုအတူတကွပူးပေါင်းဖြေရှင်းမယ်အဲ့ဒီလိုစတင်လှုပ်ဆောင်မှသာအမခံရက်လက်တွေကိုမြင်တွေ့ရမှာပါကဲအခုဆိုရင်နီးပညာလောကမှာခဏခဏကြားနေရတဲ့နားထောင်လိုက်ရင်ချောက်ချားစရာကောင်းတဲ့အင်္ဂလိပ်နီးပညာဝေါ်ဟာရတွေကိုယူရှင်းအောင်ခွဲခြမ်းစိတ်ခရကြပါမယ်လေးလာရတာလွယ်ကူသွားအောင်ဒီလိုခက်ခဲတဲ့စကားလုံးတွေကိုယူရှင်းလွယ်ကူတဲ့နေ့စဉ်ဆုံးအင်္ဂလိပ်စာအယူအဆလေးတွေဖြစ်အောင်အကုန်လုံးကိုပြောင်းလဲပြီး crack down လုပ်ပြလိုက်ကြရအောင်ဒီလိုယူရှင်းတဲ့ဘာသာစကားကိုအသုံးပြုလိုက်တဲ့အတွက်ဘယ်သူမှဆိုဒီသဘောတရားတွေကိုအလွယ်တကူကျွမ်းကျင်ပိုင်နိုင်သွားသည်လုပ်ငန်းခွင်မှာအခုချက်ချင်းလက်တွေ့အသုံးချနိုင်သွားမှာသိကြပါတယ်ပထမဆုံးအနေနဲ့ prompt ဆိုတဲ့စကားလုံးလေးကိုကြည့်ရအောင် prompt ဆိုတာချားမဟုတ်ဘူးဗျာ chat box ထဲမှာရိုက်ထည့်လိုက်တဲ့ message လေးပါပဲရိုးရိုးရှင်းရှင်းလေးစာကြောင်းတစ်ကြောင်းတည်းလေးဖြစ်နိုင်တယ်လို့စာပေရှည်ကြီးတွေလည်းဖြစ်နိုင်ပါတယ်ဒီ prompt ကိုကားတစ်စီးရဲ့ steering wheel တစ်ခုလိုညှင်းကြည့်လိုက်ပါကိုက steering ကိုရှင်းရှင်းလေးလေးနဲ့တိတိကျကျမကွယ်ဘူးဆိုရင် AI ကလည်းကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်အောင်တွားပေးနိုင်မှာမဟုတ်ပါဘူးကောင်းမွန်တဲ့အဖြေတစ်ခုရောက်ဖို့ဆိုတာဒီညွှန်ကြားချက်ကိုဘယ်လောက်ကောင်းကောင်းပေးနိုင်တယ်လဲဆိုတဲ့အပေါ်မှာအပြည့်အဝမူတည်နေပါတယ်နောက်ထပ်စကားလုံးတစ်ခုကတော့ context window ပါဒါကိုရှင်းရှင်းပြောရရင်စကားပြောဆိုမှုတစ်ခုအတွင်းမှာအသုံးပြုနေတဲ့ခလုတ်ရဲ့အလုပ်လုပ်တဲ့မှတ်ဉာဏ်တနည်းအားဖြင့် working memory ပေါ့ရုံးစာပဲတစ်ခုခုကိုမြင်အောင်ကြည့်လိုက်ပါခလုတ်ကစာပဲပေါ်မှာဖိုင်မတန့်အရေးတဲ့အကန့်အထတစ်ခုကိုပဲတပြိုင်တည်းတင်ထားလိုက်ပါတယ်အချက်အလက်တွေအများများလာရင်အဟောင်းတွေကစာပဲပေါ်ကနေလျော့ကျသွားတတ်ပါတယ်ဒါပေမဲ့အဲ့ဒီမှတ်ထားနိုင်တဲ့ပမာဏအတွင်းမှာဆိုရင်တော့အရင်ပြောခဲ့တဲ့စကားတွေကိုအကုန်မှတ်ထားပေးတဲ့အတွက်ရာရာကိုထပ်ခါတလဲပြောနေစရာမလိုတော့ဘူးပေါ့နောက်တစ်ခုကတော့ hallucination ပါအလွန်အရေးကြီးတဲ့အချက်တစ်ခုပေါ့ဒါကဘာလဲဆိုတော့အတန်းထွက်ဖက်ကြီးရင်တော့သိထုံနေတာမယ်ဒါပေမဲ့အမှန်တကယ်တော့လုံးဝမမှန်ကန်တဲ့အချက်လက်တွေကို AI ကဖန်တီးပေးလိုက်တဲ့အခြေအနေမျိုးကိုခေါ်တာပါဒါပေမဲ့မှတ်ထားရမှာက Claude ကတမဲလိမ့်ပြောနေတာမဟုတ်သလိုအဖြေမားတွေကိုရည်ရွယ်ချက်ရှိရှိထုတ်ပေးနေတာလည်းမဟုတ်ပါဘူးညစာစာပွဲတစ်ခုမှာ
တကယ်တမ်းအချက်လက်အတိအကျမသိပေမဲ့မှန်ကန်တဲ့စကားလုံးတွေကိုသုံးပြီးယုံကြည်မှုအပြည့်နဲ့ပြောဆိုနေတဲ့သူတယောက်ကိုမြင်အောင်ကြည့်လိုက်အချက်လက်အရလွဲချော်နေရင်တော့မှပုံစံတစ်ချက်နဲ့ကိုက်နေတဲ့ဘာသာစကားကိုလိုင်လောနီတွေဖန်တီးပေးလိုက်ရုံသက်ဖက်ပါပဲဒီရွှေစည်းမြွန်လေးကိုအမြဲမထားစေချင်ပါတယ်ရေဘူးရကြတဲ့အချက်လက်တွေပြီးရင်ရေဘူးရကြတဲ့အရာလက်တွေပဲအမြဲရလိမ့်မယ်စာတင်အသုံးပြုသူတွေလုံးလက်ရှိတဲ့နံပါတ်1အမှားအတာပါပဲနောက်ခန့်အခြေအနေကိုဘာမှရေးရမပေးပဲစာလုံးအနှဲငယ်လောက်ပဲရိုက်ထည့်တတ်ကြတယ်ပြီးတော့ AIC ကနေအသုံးမဝင်နဲ့ရေဘူးရကြလွန်တဲ့အခြေကြီးကိုရတဲ့အခါချက်ချင်းစိတ်သက်သွားတတ်ကြတယ်ကိုပေးတဲ့အချက်လက်ကပြည့်စုံမှုမရှိရင်ရလာမယ့်အဖြေကလည်းဘယ်လိုလုပ်ပြည့်စုံနိုင်မှာမလဲဟုတ်တယ်မလားအဲ့ဒီပေဒနာကိုဖြည့်ရှင်းဖို့အတွက် CCSE ဆိုတဲ့လွယ်ကူတဲ့ formula လေးတစ်ခုရှိပါတယ် context constraints specification နဲ့ example ဆိုတဲ့အချက်လေးချက်ပါပဲမိခိုးတစ်ခုကိုရိုးရိုးအချုပ်ကြီးမေးမဲ့အစအရင်ဆုံးနောက်ခံအခြေအနေ context တွေကိုရှင်းပြပါပြီးရင်စီမင်းတွေနဲ့လေးတန်လေးကိုကန့်သက်ချက် constraints အနေနဲ့သတ်မှတ်ပေးပါတိတိကျကျလှုပ်ဆောင်ရမယ့်အလုပ် specification ကိုညွှန်ကြားပါနောက်ဆုံးအနေနဲ့ကောင်းမွန်တဲ့ရလဒ်ဆိုတာဘယ်လိုမျိုးလဲဆိုတာဥပမာ example လေးပြပေးလိုက်ပါဒီအချက်လေးချက်ကိုပေါင်းဆက်ပေးလိုက်မယ်ဆိုရင်ပြန်ရလာမယ့်တွန့်ပြန်ဖို့ကချက်ချင်းကိုအမခန့်အစင်မြင့်တင်သွားမှာပါကဲဒီအချက်တွေထည့်လိုက်တဲ့အခါဘယ်လောက်တောင်ကွာခြားသွားသလဲဆိုတော့ဥပမာလေးတစ်ခုနဲ့ကြည့်ရအောင်စက်ချင်ချင်းတွေမှာရှာသလိုငွေကြေးဖောင်းပွားမှုကိုရှင်းပြပါဆိုပြီးအားနည်းတဲ့ညွှန်ကြားချက်ပေးရင်6ကက်ကဆွဲစုံကျန်းတိုးဖတ်နေရသလိုအဖြေမျိုးပဲရလာပါလိမ့်မယ်အဲ့ဒီစား14နှစ်အရွယ်ကလေးတူကိုငွေကြေးဖောင်းပွားမှုကြောင့်ရှင်းပြပါရိုးရိုးရှင်းရှင်းနဲ့နားလည်လွယ်အောင်ပြောပြပါဒါပေမဲ့ကလေးဆန်ဆန်တော့မဖြစ်စေနဲ့လို့နောက်ခံအခြေအနေအပြည့်စုံပါတဲ့အားကောင်းရေးညွှန်ကြားချက်ကိုပေးကြည့်ပါအဲ့ဒီခါ AI ဟာသူ့ရဲ့ဝန်ဟာရနဲ့လေးတန်ကိုချက်ချင်းပြောင်းလဲသွားပြီးတကယ့်ကိုတင့်တော်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ရှင်းလင်းချက်တစ်ခုကိုပေးစွမ်းလာတာတွေ့ရပါလိမ့်မယ်မှန်ကန်တဲ့ model ကိုရွေးချယ်တာဟာလေလုပ်ငန်းခွဲအတွက်အလို့သမားမှန်ကန်ရွေးချယ်တာနဲ့အတူတူပါပဲ Haiku 4.5 ကတော့ရိုးရှင်းတဲ့အလုပ်တွေနဲ့အပြည့်မြင်မြင်ရဖို့ကအကောင်းဆုံးဖြစ်တဲ့လက်တော်တောင်းလက်ထောက်လေးတစ်ခုပေါ့ Sonnet 4.6 ကကြတော့စာရေးတာကိုကြွေးတာစတဲ့နေ့စဉ်အလုပ်တွေအတွက်အသင့်တော်ဆုံးဖြစ်တဲ့မျှတာတဲ့ model ပါ Opus 4.7 ကတော့အကြီးစားတွေးခေါ်နိုင်သူကြီးတူပါပဲအန်တော်ဆရာကောင်းတာတစ်ချက်က Opus ဟာအလုံးရှုပ်ထွေးရဲ့ engineering ဘိုင်းဆိုင်ရာစံသက်ချက်တွေမှာဆိုရင်64.3%ဆိုတဲ့ကြီးမားတဲ့ရမကြီးကိုရရှိထားတာနော်ဒါကြောင့်ဥပဒေရေးရဒါမှမဟုတ်နီးပညာပိုင်းဆိုင်ရာနှဆိုင်တဲ့သုံးသက်ချက်တွေအတွက်ဆိုရင်တော့သူကအကောင်းဆုံးပါပဲကျွန်တော်တို့အသုံးပြုသူတွေအနေနဲ့ကို director ကဦးလို့တပို့ထားလိုက်ပါရိုးရှင်းနဲ့နေစဉ်သုံးစကားလေးတွေပဲသုံးပြီး project ချိုးပန်းအားထုတ်မှုအဆင့်ကိုလွယ်လွယ်ကူကူထိန်းချုပ်လို့ရပါတယ်ဥပမာဂရုတစိုက်ကအဆင့်လိုက်သေးချစဉ်းစားပါလို့ပြောလိုက်တာဟာနက်နက်ရှိုင်းခွဲချင်းစိတ်ဖြာဖို့လိုအပ်တဲ့ခက်ခဲတဲ့ပြဿနာဆိုတာကိုသူ့ကိုအချက်ပြလိုက်တာပါပဲပြောင်းပြန်နေနဲ့မြန်တုံ့ပြန်ဖို့ကိုဦးစားပေးပါလို့ပြောလိုက်ရင်တော့အလုပ်ကိုအမြန်လုပ်ပြီးတော်တော်နဲ့တိကျတဲ့အဖြေကိုပေးဖို့ညွှန်ကြားလိုက်တာဖြစ်ပါတယ်နောက်ထပ်အတန်ဖိုးဆုံးကျွမ်းကျင်မှုတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့အချိန်နဲ့တပြည့်ညီလမ်းကြောင်းမှန်ပေါ်ပြန်လဲတက်မှတ်နိုင်စွမ်း course correct ပါပဲအဖြေကကိုလိုချင်တာမဟုတ်ပဲလွဲချော်နေရင်တက်ကိုချက်ချင်းပေးပြီးအရှုံးမပေးလိုက်ပါနဲ့ဘာတွေလွဲချော်သွားလဲဆိုတာကို close ကိုတိတိကျကျသာပြန်ပြောပြလိုက်ပါစက်ရုပ်ကိုယဉ်ကျေးနေဖို့ကျေးဇူးတင်ပါတယ်လို့ပြောနေဖို့လုံးဝမလိုပါဘူးဒါကရန်တရားဝင်ဆက်နေတဲ့တာမန် email တစ်ခုလိုပေါ်ပပြန်ရေးပေးပါလို့တိုက်ရိုက်ပြောချလိုက်ပါဒါမှမဟုတ်လုံးဝကွဲပြားတဲ့ရှူထောင်းတစ်ခုကနေအစနေပြန်ဆောင်ဖို့လေလွယ်လွယ်ကူကူတောင်းဆိုနိုင်ပါတယ်နောက်ဆုံးအနေနဲ့တွေးခေါ်စရာမေးခွန်းလေးတစ်ခုမေးချင်ပါတယ်ဒီနေ့မိမိရဲ့စာပွဲပေါ်ကအလုပ်စာရင်းကိုတစ်ချက်လောက်ပြန်ကြည့်လိုက်ပါ search engine လို့ရှာဖွေရမယ်ဆိုတဲ့စိတ်ကူးဟောင်းကိုအခုပဲလွှင့်ပစ်လိုက်ပါစောင့်ဆိုင်နေအလုပ်တွေကရှုပ်ထွေးပြီးစိတ်ပျက်စရာအကောင်းဆုံးအလွယ်တကူဖြစ်နိုင်မှမထင်ရတဲ့အလုပ်တစ်ခုကိုရွေးချယ်လိုက်ပါအဲ့ဒီပြဿနာကိုယူပြီးခလကိုစစ်မှန်တဲ့တွေးခေါ်ဖန်တီးဖို့တဝန်အနေနဲ့သဘောထားကအတူတကွပူးပေါင်းဖြေရှင်းကြည့်ပါအဲ့ဒီမဖြစ်နိုင်ဘူးလို့ထင်ရတဲ့လုပ်ကြီးကိုဒီနေ့ပဲဘလောက်မြန်ဆန်အပိသက်အောင်မြင်ပေါ်နိုင်မလဲဆိုတာကိုလက်တွေ့စမ်းသပ်ကြည့်လိုက်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီရှင်းလင်းချက်လေးကိုအဆုံးသတ်လိုက်ပါစေ